ဟိုးရှိရှိတုန်းကစိမ့်လှလှတဲ့တောအုပ်ကြီးတစ်ခုထဲမှာအရန်ဆိုးသွားတဲ့ကြားကြီးတစ်ကောင်နေထိုင်နေပါတယ်။အဲ့ဒီကြားကြီးဟာတောထဲကတရိษံတွေကိုတွေ့တမျှဖမ်းဆီးစားတောက်လေးရှိတယ်။ဒီနေ့မှာတော့ကြားကြီးဟာဝံပလွေတစ်ကောင်ကိုဖမ်းမိသွားတယ်။ဝံပလွေကကြောက်ကြောက်လန့်လန့်နဲ့အရှင်ကြားမင်းကျွန်တော်ကိုမစားပါနဲ့။အရှင်စားဖို့ကျွန်တော်ထအသားပိုနှုတ်တဲ့ယုံကလေးတစ်ကောင်ကိုရှာပေးပါမယ်လို့အသက်ဘေးကလွတ်အောင်လိန်ညာကလောက်ဆိုလိုက်တယ်။ကြားကြီးကသဘောတူလိုက်ပြီးဝံပလွေနဲ့အကူယုံကလေးဟီယာကိုထွက်လာကြတယ်။လမ်းမှာယုံကလေးနဲ့တွေ့တဲ့အခါဝံပလွေကဟေးယုံကလေးမင်းကိုကြားမင်းကြီးကစားအောင်မယ်အခုပဲအဖမ်းခံလိုက်တော့လို့အမိန့်ပေးတယ်။ယုံကလေးကခဏလောက်စဉ်းစားပြီးမှပြုံးလေးရနဲ့ပြန်ပြောလိုက်တယ်။အိုးကြားမင်းကြီးခမရကျွန်တော်ကိုစားတာကပြဿနာမရှိပါဘူး။ဒါပေမဲ့လမ်းမှာကျွန်တော်တို့ထက်ပိုကြီးပြီးပိုတန်မာတဲ့နောက်ထပ်ကြားတစ်ကောင်ကိုတွေ့ခဲ့တယ်။သူကဒီတော့မှသူပဲအကြီးဆုံးသူပဲဘယင်လို့ကျုံးဝါနေတယ်။ကြားကြီးဟာသူ့ထက်သားတဲ့သူရှိတယ်ဆိုတာကိုကြားတော့အယမ်းဒေါသထွက်သွားတယ်။ဘယ်မှာလဲအဲ့ဒီကြားငါ့ကိုအခုချစ်ချင်းခေါ်သွားစမ်းလို့ဟိန်းဟောက်တော့တာပေါ့။ယုံကလေးကကြားကြီးနဲ့ဝံပလွေကိုတောဆက်ကနှက်ဆိုင်နဲ့ရေရင်းဟောင်းတစ်ခုစီခေါ်သွားတယ်။ရေရင်းနားရောက်တဲ့အခါယုံကလေးကအရှင်ကြားမင်းဟောဒီရေရင်းထဲမှာအဲ့ဒီကြားပုန်းနေရပါ။ကြားကြီးကရေရင်းထဲကိုငုံကြည့်လိုက်တဲ့အခါရေထဲမှာသူ့ရဲ့အရိုက်ကိုမြင်လိုက်ရတယ်။သူကဟိန်းလိုက်ရင်ရေထဲကအရိုက်ကလည်းပါဇက်ဟာပြီးပြန်ဟိန်းတယ်လို့ထက်နေတာပေါ့။ကြားကြီးဟာအဲ့ဒါသူ့အရိုက်မှမသိပဲရန်သူလို့ထင်ပြီးရေရင်းထဲကိုခုန်ချလိုက်ပါတော့တယ်။ကြားကြီးဟာရေရင်းထဲမှာရေနစ်သိဆုံးသွားပြီးဘေးကနေအားပေးနေတဲ့ဝံပလွေလဲကြောက်လန့်တကြားထွက်ပြေးသွားရရှာတယ်။ယုံကလေးကတော့သူ့ရဲ့ဉာဏ်ပညာကြောင့်အသက်ဘေးကလွတ်မြောက်သွားရုံနဲ့မကတောကောင်လေးတွေကိုပါကဲတင်နိုင်ခဲ့ပါတယ်။သင်ခန်းစာခွန်အားထက်ဉာဏ်ပညာက